မြန်မာနိုင်ငံမှာကျွန်တော်ဒီ solar တွေခစ်စားလာတဲ့အမြဒီ DC breaker ရဲ့အခန်းကဏ္ဍကလည်းကျွန်တော်တော်တော်လေးအရေးပါလာရပေါ့နော်ကျွန်တော်ဒီ DC breaker ဆိုတာဒီ AC breaker တွေနဲ့တူတယ်လို့ထင်ရပြီမဲ့ကျွန်တော်တို့ဒီသူ့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံလေးကတော့နည်းနည်းလေးတော့ကွာခြားတယ်ပေါ့နော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီ DC breaker နဲ့ AC breaker ပေါ့နော်ဘာတွေကွာခြားလဲပေါ့နော်အဓိကပြီးတော့ဒီ DC breaker နေရာမှာဒီပေါ်ပေါ်များဝယ်လို့ရတဲ့ AC breaker တွေကိုအစားထိုးတုံးလိုက်ရင်ဘယ်လိုအနေတွေဖြစ်လာနိုင်လဲပေါ့နော်ကျွန်တော်အဲ့ဒါကိုအဓိကထားပြီးကျွန်တော်တီးသလောက်ပြောပြပေးသွားမှာပါ breaker တွေဆိုတာကျွန်တော်ဒီအိမ်တိုင်းလိုတွေ့နေရတဲ့ပစ္စည်းဖြစ်လို့ကျွန်တော်နဲ့တိတ်တော့မစဲဘူးပေါ့နော်သူကဒီ fuse တစ်ခုနဲ့တူတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီခလုတ်တစ်ခုနဲ့ပေါ့နော်ကျွန်တော်တို့ပို့ပြီးဆင်တူတယ်ဗျသူကဒီ circuit တစ်ခုကိုကျွန်တော်တို့ဖွင့်နိုင်တယ်ပိတ်နိုင်တယ်ပြီးတော့ဒီ circuit မှာမလိုလားအပ်တဲ့ဒီ overload တို့ short circuit တို့ပေါ့နော်ဒီလို circuit ကိုအန္တရာယ်ကြားရောက်လာပြီဆိုရင်သူကဒီခလုတ်ကိုအလိုလျောက်ပိတ်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီ AC breaker နဲ့ DC breaker ရဲ့ခြားနားချက်ကိုမပြောခင်ပေါ့နော်ကျွန်တော်ဒီ breaker တစ်လုံးကဘယ်လိုအလုပ်လုပ်လဲပေါ့နော်ကျွန်တော်ခုနကပြောတဲ့ဒီ overload တို့ short circuit တို့ဖြစ်လာတဲ့အခါဒီ breaker တစ်ခုကိုဘယ်လိုဖြုတ်ချလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အရင်ပြောပြပေးမယ်ဗျဒီ breaker တွေမှာကျွန်တော်ဒီ tripping mechanism လို့ခေါ်တဲ့ဒီဖြတ်တောက်မှုပုံစံပေါ့နော်အဲ့ဒါ2မျိုးရှိတယ်သူက overload ဖြစ်လာတဲ့အခါပုံစံ2မျိုးနဲ့ဖြုတ်ချတယ်ပေါ့နော်ဒီပြီးတော့ဒီ short circuit လို့ခေါ်တဲ့ဒီ current တွေအများကြီးစီးလာတဲ့အခါမှာကျွန်တော်တို့ပုံစံ2မျိုးနဲ့ပြန်ပြီးဖြုတ်ချတယ်ပေါ့နော်ပထမအဆုံး overload ပေါ့နော် overload ဆိုတာကျွန်တော်ဒီ circuit တစ်ခုမှာတတ်မှတ်ဝန်အားထက်ကိုကျော်လွန်ပြီးအသုံးပြုတာပေါ့နော်ဥပမာကျွန်တော်ဒီ breaker ရဲ့ rated ampere ပေါ့နော်အဲ့ဒါ10 ampere ဆိုရင်ကျွန်တော်ဒီ20 ampere လုံးနေတယ်ဆိုရင်ကျွန်တော်ဒီ overload လို့ဒီ breaker ယူဆပြီးမှဒီ breaker ကိုဆွဲဖြုတ်လိုက်တာပေါ့နော်ဖြုတ်လိုက်တာဘယ်လိုဖြုတ်လဲဆိုတော့ကျွန်တော်အထဲမှာ breaker ရဲ့အထဲမှာဒီ bimetal element လို့ခေါ်တဲ့ဒီတတ်ထုပြားလေး2ပြားပေါ့နော်အဲ့ဒါကိုထပ်ထားတယ်သူက overload ဖြစ်လာတဲ့အခါပေါ့နော်ဒီတတ်ထုပြားလေးကကျွန်တော်ကွေးပြီးမှဒီ tripping lever ကိုလှုပ်ရှားစေပြီးပါပေါ့နော်ဒီ breaker ရဲ့ခလုတ်ကိုကျွန်တော်တို့နောက်ဆုံးမှာဆွဲဖြုတ်လိုက်တယ်ပေါ့နော်နောက်တစ်ခုက short circuit ပေါ့နော်ဒီ short circuit လိုမျိုးကျွန်တော်တို့ဒီ current တွေအများကြီးဆင်းလာတဲ့အချိန်မှာတော့ဒီ breaker ကိုကျွန်တော်တို့ဒီတန်လိုက်စွမ်းအင်တုံးလို့ခေါ်တဲ့ဒီ electromagnetic tripping mechanism ပေါ့နော်အဲ့ဒါနဲ့ဒီ breaker တစ်ခုကိုကျွန်တော်ဆွဲဖြုတ်တယ်ဗျကျွန်တော်တို့ဒီ breaker ထဲမှာဆိုရင်ကျွန်တော်ဒီ coin တစ်ခုပါတယ်ပေါ့နော်အဲ့ coin ထဲမှာကျွန်တော်ဒီ fixed iron core လို့ခေါ်တဲ့ဒီတန်ဥတိုင်းတစ်ခုပါတယ်ပြီးတော့ဒီရွှေထားနိုင်တဲ့ armature ပေါ့နော်ငွေပဲ armature တစ်ခုပါတယ်ဗျ short circuit ဖြစ်လာလို့ကျွန်တော်ဒီပတ်လန်းထဲမှာပေါ့နော်ကျွန်တော်ဒီ current တွေအစမတန်စီးဆင်းသွားတဲ့အချိန်မှာဥပမာထားပါတော့ဒီ rated current ထက်၄ဆလောက်ပို့ပြီးစီးဆင်းသွားတဲ့အခါမှာပေါ့နော် rated current ဆိုတာကျွန်တော်ခုနပြောခဲ့လို့ပဲပေါ့နော် breaker မှာရေးထားတဲ့ဒီ current ပေါ့နော်ဥပမာ10 ampere ပေါ့နော်အဲ့ထက်ကျွန်တော်တို့၄ဆပေါ့နော်40 ampere ပေါ့နော်ထားပါတော့အဲ့လိုအများကြီးကျွန်တော်စီးဆင်းသွားတဲ့အချိန်မှာကျွန်တော်ဒီ coin ထဲမှာပေါ့နော်ဒီတန်လိုက် line တစ်ခုဖြစ်လာပြီးမှအဲ့တန်လိုက် line ကဒီ movable armature ကိုဆွဲဖြုတ်လိုက်တယ်ပေါ့နော်ဆွဲလိုက်တယ်ပေါ့နော်အဲ့ကနေပြီးမှကျွန်တော်ဒီ breaker ကိုထွတ်လုပ်ပြီးမှဒီ breaker ကိုဖြုတ်ချလိုက်တယ်ပေါ့နော်အဲ့နီလန်နှစ်ခုနဲ့ပေါ့နော်ကျွန်တော်ဒီ breaker တွေကအလုပ်လုပ်တယ်ကျွန်တော်တို့ twist လုပ်တယ်ပေါ့နော်ဒီဖြုတ်ချတယ်ဗျနောက်ဒီ breaker တွေမှာကျွန်တော်တို့အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ဒီ add extension ပေါ့နော်ကျွန်တော်ဒီမီးပွားများကိုငိမ့်တက်ခြင်းဆိုတဲ့ကဏ္ဍပေါ့နော် breaker တစ်ခုကကျွန်တော်ဒီ လျှက်စစ်စီးဆင်းမှုကိုဖြတ်တောက်ဖို့အတွက်ပေါ့နော်ဒီသူ့ထဲမှာပါတဲ့ content ပေါ့နော်ဒီအဆက်အသွယ်တွေကိုကျွန်တော်ခွာလိုက်တဲ့အချိန်မှာဒီ content တွေကြားမှာကျွန်တော်တို့ဒီ app လို့ခေါ်တဲ့ကျွန်တော်မီးပွားလေးတွေဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့ဒီဖြစ်ပေါ်လာတဲ့မီးပွားလေးတွေကဒီ content တွေကိုပျက်စီးစေနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမီးပွားတွေကိုအမြန်ငိမ့်တက်ဖို့လိုတယ်ဗျအဲ့ဒီဖြစ်ပေါ်လာတဲ့မီးပွားတွေကိုပေါ့နော်ဒီ breaker ဘယ်လိုငိမ့်တက်တယ်လဲဆိုတာကိုကျွန်တော်တို့ဒီအချင်းချုပ်ပေါ့နော်ကျွန်တော်ပြောကြည့်လိုက်မယ်ဗျဒီ breaker ထဲမှာပေါ့နော်ကျွန်တော်ဒီ app extension chamber လို့ခေါ်တဲ့ဒီအခန်းတွေပါရပေါ့နော်၎င်း chamber တွေကကျွန်တော်ဒီ app တွေကိုပေါ့နော်ဒီ content အဆက်အသွယ်နဲ့ဝေးရအောင်ဆွဲခေါ်ပြီးမှဒီ app တွေကိုပေါ့နော်စွမ်းအားဒီရော့နေအောင်လုပ်လိုက်တယ်ပေါ့နော်ပြီးတော့နောက်ဆုံးမှာကျွန်တော်တို့ဒီ chamber ထဲမှာပဲဒီ app တွေကိုဒီအပြီးတိုင်းပေါ့နော်ငိမ့်တက်လိုက်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်ဆုံးပြောချင်တဲ့အချက်ဖြစ်တဲ့ကျွန်တော် AC breaker နဲ့ DC breaker ရဲ့ဒီကွာခြားချက်ကိုကျွန်တော်တို့ပြောလို့ရပြီပေါ့နော်ကျွန်တော်အဓိကကွာခြားတာကတော့ကျွန်တော်ဒီ app ပေါ့နော်ခုနဖြစ်ပေါ်လာတဲ့မီးပွားတွေကိုပေါ့နော်ငိမ့်တက်တဲ့နေရာမှာကျွန်တော်ဒီ AC breaker နဲ့ DC breaker ကျွန်တော်ကွာခြားမှုအကြီးကြီးဖြစ်သွားရဲ့ဗျ AC လျှက်စီးကြောင်းကကျွန်တော်တစ်စက္ကန့်အတွင်းမှာအကြိမ်90ဒါမှမဟုတ်60ပေါ့နော်လားရပြောင်းနေရပေါ့နော်ဒီ polarity ပြောင်းနေရဗျပြီးတော့သူကဒီတစ်စက္ကန့်အတွင်းမှာဒီ zero crossing point လို့ခေါ်တဲ့နေရာပေါ့နော်တစ်စက္ကန့်အတွင်းမှာသူကအကြိမ်ပေါင်းများစွာရောက်လာတယ် breaker ပွင့်သွားတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ဒီ app တွေကပေါ့နော်အဲ့ဒီ zero crossing point ဆိုတဲ့နေရာကိုရောက်သွားတဲ့အချိန်မှာကျွန်တော်တို့တဘာဝအလျောက်ပေါ့နော်ဒီ app တွေကိုငိမ့်တက်ဖို့အရင်ပဲလွယ်ကူသွားတယ်ဗျ DC မှာတော့ကျွန်တော်ဒီ polarity မပြောင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ zero crossing point ဆိုတာမရှိဘူးဗျအဲ့ဒါကြောင့်မို့ကျွန်တော်ဒီ DC လျှက်စီးမှာဖြစ်ပေါ်လာတဲ့ app တွေကဒီ AC ထက်ပေါ့နော်ငိမ့်တက်ရပို့ပြီးခက်ခဲတယ်ဗျအဲ့ဒါကြောင့်မို့ပေါ့နော်ကျွန်တော်ဒီ DC breaker တွေမှာဒီ content တွေရဲ့အကွာအဝေးကိုကျွန်တော်ပို့ပြီးတိုးမြင်ရတယ်အဲ့လိုတိုးမြင်လိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ app တွေပေါ့နော်မီးပွားတွေတည်ရှိဖို့ပို့ပြီးတော့ခက်ခဲစေတယ်ဗျပြီးတော့ဒီ app တွေကိုပေါ့နော်ဒီ content တွေကနေကျွန်တော်ထိထိရောက်ဆွဲထုတ်ဖို့ကျွန်တော်ဒီ app extension chamber ကိုကျွန်တော်တို့ထိရောက်တဲ့ design ပေါ့နော်ပ
ဟိုစွမ်းဆောင်ရည်မြင့်မားတဲ့ဒီဇိုင်းတွေပြုလုပ်ထားရတယ်ဗျဒီ AC breaker နေရာမှာပေါ့နော်ကျွန်တော်ဒီ DC breaker တွေကိုတွန်းရင်ကျွန်တော်ဘာဖြစ်မလဲပေါ့နော်ဒီ DC breaker တွေကကျွန်တော်ဒီ app ကိုငြိမ့်တက်တဲ့အချိန်မှာကျွန်တော်ဒီမြင့်မားတဲ့စွမ်းဆောင်ရည်ပေါ့နော်မြင့်မားတဲ့ဒီဇိုင်းတွေရှိတဲ့အတွက်ကြောင့်မို့ AC breaker မှာကျွန်တော်တစ်ခါတည်းအသုံးပြုနိုင်ပြီမဲ့ပေါ့နော်ကျွန်တော်ဒီ AC breaker စစ်တွေလောက်ကျွန်တော်တို့စွမ်းဆောင်ရည်တော့မကောင်းနိုင်ဘူးဗျပြီးတော့ကျွန်တော်ဒီ DC breaker ကဒီ app chamber ပေါ့နော်အဲ့ဒါတွေကိုဒီဇိုင်းလုပ်တဲ့နေရာမှာပုံရှုပ်ထွေးတဲ့ဒီဇိုင်းတွေရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ AC breaker တွေအတွက်ကျွန်တော်တို့ဈေးပိုများနိုင်တယ်ဗျကျွန်တော်ဒီ AC breaker ကိုတော့ကျွန်တော်ဒီ DC စနစ်မှာမတုံးတာအကောင်းဆုံးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ခုနရှင်းပြရတဲ့အတိုင်းဒီ app ကိုငြိမ့်တက်တဲ့နေရာမှာကွာခြားမှုတွေရှိတယ်အဲကြောင့်မို့ကျွန်တော်တို့အန်ဒီရရှိနိုင်တယ်ပေါ့နော်အကယ်၍ breaker ကဒီ AC ရော DC ရောနှစ်ခုလုံးတုံးလို့ရတယ်လို့ကျွန်တော်တို့ရေးထားရဲဆိုရင်တော့ကျွန်တော်ဒါ AC ရော DC ရောစနစ်နှစ်ခုလုံးမှာကျွန်တော်အသုံးပြုနိုင်တယ်ဗျအဲ့ဒါဆိုရင်တော့ကျွန်တော်ဒီ AC breaker နဲ့ DC breaker ရဲ့ခြားနားချက်ကိုပေါ့နော်ကျွန်တော်အနည်းချင်းလောက်တော့ကျွန်တော်နားလည်တော့ရထင်ပါတယ်နောက်ကိုလည်းဒီကျွန်တော်ဒီလက်စင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်မျှဝေတော့မှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးကျေးဇူးပါ